ဒီနေ့တော့ကျွန်တော်တရားဝင်ငါဖွင့်ရတဲ့ကျွန်တော်အလဲတော့မဟုတ်ပါဘူးလို့ကျွန်တော်တို့ဒီမှာဆရာဂျော့ဆက်လဲလာတယ်သူဆုတောင်းတဲ့ခါမှာချန်ပိုက်ဒီနဲ့လို့တော့အရန်ကျွန်တော်တို့ဝင်ငင်ခေါ်နာဖြစ်တယ်ဒီနေ့ကတော့ဆရာမမိုးဆွေကတရားဝင်ငါမှာဖြစ်ပါတယ်ဒီတနာဝင်ငါမှာဖြစ်ပါတယ်ဒါပေမဲ့သူနာယီအကြောင်းစီးတဲ့ခါမှာအမျိုးထဲမှာသူမလာနိုင်ဘူးအဲ့ဒါတော့ကြောင့်အစည်းပေါ်ကျွန်တော်ကလှုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်နော်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုချီးမွမ်းပါတယ်ကျွန်တော်တို့ဒီကဘယ်အချိန်မှာပဲဖြစ်ဖြစ်ချီးမွမ်းမဲ့လူတွေဖြစ်တယ်ဟာလေလုယာရောက်လာတဲ့လူတိုင်းအတွက်လည်းကောင်းချီးမယ်လို့ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီနေ့လည်းမှာတော့ကျွန်တော်zombie service မှာကျွန်တော်ဝင်ငှခဲ့တယ်ဒါပေမဲ့ကျန်ပိုက်တော့တူမယ်ခေါင်းစင်တော့တူမယ်ဝင်ငှတာတော့တမျိုးတဖုံဖြစ်သွားမှာနိုင်ပါတယ်နော်ကျွန်တော် notes နဲ့ဒီနဲ့ notes ယူပြီးတော့ဝင်ငှတာမဟုတ်ဘဲနဲ့ဝင်ငင်တော့စီယနီစီစင်တလူကျွန်တော်တို့ဝင်ငှတဲ့အတွက်ကြောင့်တမျိုးတဖုံဖြစ်သွားနိုင်တယ်ဆိုတော့ဖျက်စင်ကောင်းမြတ်ပါတယ်ဗာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ရဲ့အချိန်တိုင်းမှာကိုယ်ကွယ်ထိုက်တဲ့ဖျက်ဖြစ်တယ်ဖျက်စင်ကောင်းမြတ်တယ်ဆိုတော့ဒီချမ်းပိုက်ကိုကျွန်တော်တို့ဖတ်ရအောင်0မြ29 73ဒီမှာထူထားတယ်နော် TV မှာထူထားတယ်အလုံးအတူတကွဖတ်ရအောင်တင်းနေတော့ငါကိုရှာတော့အခါစိတ်နှလုံးအကျွမ်းမဲ့နဲ့ရှာလင်တွေ့ကြလိမ့်မည်တွေ့ကြလိမ့်မည်ဘုရားတခင်ကငါကိုရှာတဲ့အခါမှာတဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့ရှင်ငါကိုရှာတဲ့အခါမှာတွေ့ကြလိမ့်မယ်တဲ့ဒါဆိုဘုရားတခင်ကိုတွေ့ရင်ဘာဖြစ်မလဲကျွန်တော်ရှာစောစစ်ဖို့လိုက်ရှာတယ်တွေ့တဲ့အခါမှာဘာဖြစ်မလဲဟာပြုံးပြမှာအဲ့ဒါနဲ့ပြီးသွားမှာလားကျွန်တော်အမျိုးသမီးကျွန်တော်လိုက်ရှာတယ်အိမ်ထဲမှာမရှိဘူးလိုက်ရှာနေဟိုတခါကျွန်တော်စိတ်ကောက်သွားပြီးတော့အိမ်ထဲမှာမရှိဘူးလိုက်ရှာနေဟိုးဘက်တောင်းမှသွားထိုင်နေတာကျွန်တော်လိုက်ရှာတွေ့တဲ့အခါမှာသူခေါ်ပြီးတော့အိမ်ထဲသွားဒါပေမဲ့ဖယားတခင်ကိုရှာတာကအဲ့လိုလူရှာလူစိတ်ကောက်တာဒီလူကပျောက်တာဒီရှာတာနဲ့မတူဘူးဖယားတခင်ရှာတွေ့တဲ့အခါမှာပြောင်းလဲမှုဖြစ်လာတာဖြစ်တယ်ဟာလေလုယာလေမယားစိတ်ကောက်တာတော့မှရှာတွေ့ရင်ပြည်လဲနိုင်သေးတာပဲမဟုတ်လားဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ဒီနေ့တော့ကိုတော်ကိုရှာတော်သူခေါင်းရှင်နဲ့ကျွန်တော်ဝင်ငှချင်ပါတယ်ဆိုတော့ကိုတော်ကိုရှာတော်အသက်တာဆိုတာကဥပမာဒီနေ့ဆိုရင်ဇာဆိုရင်မလာချင်မှုဆိုရင်ရတယ်လေနော်သူကနောက်ကြပြီပဲကိုကလည်းစပြီ तू မလောက်ကြလို့စောင်းမယ်ဆိုတာလည်းမရှိဘူးအချိန်ကသွားနေတာဒီလူတွေကလည်းဆရာတို့ကလည်းငါအတင်းတော့ငါ့ကိုလည်းမစောင်းမယ်နဲ့ကွာငါပြန်လိုက်မယ်ဆိုရင်မရဘူးလားရတယ်ကျွန်တော်တို့လည်းအပြစ်တင်လို့မရဘူးလေနော်ဒါပေမဲ့ तू ကအရာအားလုံးအခြေအနေအားလုံးကိုမေ့ပြောက်ပြီးတော့ရတယ်လို့ तू လိုက်လာတာကဘုရားသခင်ကိုရှာတာဖြစ်တယ်ကျွန်တော်တို့ဘုရားသခင်ကိုဒီအခြေအနေဒီလိုမျိုးရှာဖို့ရန်အတွက်ဖြစ်တယ်ကျွန်တော်တို့အခြေအနေအရာအာမအစင်ပီမကာစီမအချင်းကြီးဘယ်လိုပြောမလဲစင်ချင်းတခုပြီးတခုထားပြီးတော့ဘုရားသခင်ကိုရှာဖို့ကြိုးစားမယ်ဆိုရင်ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ဘူးဒီမှာနော်ဆရာစောစလာခဲ့လာကျူတော့တော့ခေါ်ငါကားမရှိလို့ကွာမလာနိုင်ဘူးဆိုရင်သူကလာစရာအကြောင်းမရှိဘူးလေနော်ဘုရားကိုစာငတ်တယ်ချီးမွမ်းခြင်းနဲ့မှပျော်မွေ့တယ်လာတယ်ဘုရားသခင်ကိုရှာခြင်းဆိုတာကအတက်တာမှဒီလိုမျိုးမှမဟုတ်ပါဘူးတတ်နိုင်တဲ့အခြေအနေကိုအားသိပြီးတော့အားစိုက်ပြီးတော့လာတာဖြစ်တယ်ကျွန်တော်ဒီနေရာမှာထိုင်တဲ့လူတွေအားလုံးက service တော့တခုမဟုတ်ရင်နှစ်ခုတော့ပြီးသွားတဲ့လူတွေပဲနော်ငါတို့က service တော့ပြီးသွားပြီဆိုပြီးတော့အိမ်မှာထိုင်နေနတ်နေလို့ရှင်ရတာပဲဒါပေမဲ့ဖယားတခင်ကိုစာငတ်တော့စိတ်နှလုံးနဲ့လာတဲ့အခါမှာအဲ့ဒီဖယားတခင်ကဒီအရာကိုလူချင်းတော့ဖယားဖြစ်တယ်အဲ့ဒါကျွန်တော်တို့နတ်နေတော့အသက်တာကိုလူချင်းတာမဟုတ်ဘူးလေ
သူ့ကိုစာငတ်လို့ရှာတော့အသက်တာကိုလူချင်းနဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့ဒါတော့ကြောင့်ဘုရားတကယ်လို့တွေ့တဲ့အခါမှာဘယ်လိုအခြေအနေမျိုးတွေပြောင်းလဲတယ်လဲကျွန်တော်ကျမ်းစာထဲမှာကြည့်ရအောင်ဓမ္မစာဆိုရင်ပထမဆုံးအခန်းကြီး9ထဲမှာဘယ်သူအကြောင်းတွေ့လဲဆိုတော့ကိရှာရဲ့သားဆောလုဣသေလလူမျိုးတွေရဲ့ပထမဆုံးရှင်ဘုရင်ဆောလုရဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ကိရှာကမီးတွေရှိတယ်မီးတွေရှိတော့သူ့မီးကပျောက်သွားတယ်မီးကလေးကပျောက်သွားတဲ့အခါမှာသူ့သားဆောလုနဲ့သူ့ကျွန်တို့ရှာဖို့ရန်တော့အငါလေးလွတ်တယ်အဖေရဲ့မီးကိုပျောက်လို့လိုက်ရှာတဲ့အခါမှာ2 ရက် 3 ရက်အချိန်ကုန်သွားတယ်တော်တယ်မှာကြံလည်ပြီးတော့ရှာတဲ့အောင်မတွေ့ဘူးအဲ့ဒါနဲ့ဆောလုကသူ့ကျွန်ကိုပြောတယ်ဟေးကျွန်တကယ်ချင်းငါတို့ဒီလောက်လိုက်ရှာနေတာမတွေ့ဘူးငါတို့မိဘတွေကမိကိုစိတ်မပူတော့ဘဲနဲ့ငါတို့ကိုစိတ်ပူလောက်ပြီအဲ့ဒါတော့ကြောင့်ဒီလိုအချိန်အကြာကြီးမဆွဲတော့မင်းနဲ့ပြန်ရောက်အောင်လို့ပြောတဲ့ခါမှာသူ့ကျွန်ကကိုတော့ဒီနာမှာအနာဂတ်ကိုမြင်တတ်တဲ့ prophet တပါးရှိတယ်ကျွန်တော်တို့သူ့ဆုတောင်းခိုင်းရင်ကျွန်တော်တို့ရဲ့ပျောက်နေတဲ့မိကိုတွေ့နိုင်ကောင်းတွေ့နိုင်တယ်တွားရအောင်လို့ပြောတဲ့အခါမှာ तू อ่ะprophecy မှာပြီးတွားဖို့ရန်အတွက်ပြီးဖို့လာကိမှမရှိတာပိုက်ဆံမှမရှိတာပြီးစရာလက်ဆောင်တွေမရှိဘူးဘယ်လိုလုပ်မလဲဆိုတာ သူကြောင့်ပြောတယ်ကျွန်တော်တို့မှာပြားစီနီလီတစီကိုကြံတည်တယ်တဲ့အဲ့ဒါလက်ဆောင်ပြအောင်ဆိုတာပြားစီနီဆိုတော့ကျွန်တော်တို့အခုချိန်ဆိုရင်အမေရိကန်မှာပြားစီနီဆိုရင်တပြားပဲရှိတယ်လေနော်တခြားအားလုံးကအမနီတော့လေဆိုတော့အဲ့ဒါနဲ့ okay ဒီလိုမျိုးပြေးဖို့ရှိရင်သွားမယ်ဆိုပြီးတော့သူရှိတဲ့နေရာကိုလိုက်ရှာပြီးတော့လာတဲ့အခါမှာလမ်းမှာမီးနောက်ဆုံးမှာဘယ်သူမီးသွားလဲဆိုရှမွေလကိုသူတောင်ပေါ်မှာဘုရားရှိခိုးဖို့ရန်အတွက်ထွက်လာတဲ့ရှမွေလနဲ့မျက်နှာချင်းဆိုင်ကြည်တင်တွေ့သွားပြီးတော့သူတို့ရှမွေလမှမသိဘူးဒီနားမှာအနာဂတ်ကိုမြင်နိုင်တဲ့ prophet ရှိတယ်လို့ကြားတယ်တိမိလားတိသလားလို့သူ direct person ကိုသွားမိလိုက်တဲ့အခါမှာအဲ့ဒီကပြန်လို့ဆရာတဲ့သူကငါပဲတဲ့မင်းတို့လာမေဆိုတာငါ့ကိုလိုက်ရှာမယ်ဆိုမနေ့ညကဘုရားတခင်ငါ့ကိုစကားပြောပြီးတဲ့ဘာပြောလဲအဲ့ဒါတော့ကြောင့်ဆောင်းပါတယ်ငါကမင်းတို့လာမှာကိုဆောင်းတဲ့သူဖြစ်တယ်တဲ့အကောင်ဆုံးအစားအစာတွေလည်းပြင်ဆင်ထားတယ်အကောင်ဆုံးဒီရစ်ပူဇော်ချင်းအကောင်ဆုံးပူဇော်တကားတွေပြင်ဆင်ထားတယ်အဲ့ဒါတော့ကြောင့်လာခဲ့ငါတို့နဲ့ချိန်ပြိုးပါဆိုပြီးတော့တောင်ပေါ်တက်သွားပြီးတော့ဘုရားပူဇော်တကားကိုသူတို့ပြုတယ်အဲ့ဒီထဲမှာသူတို့ဘောလရှင်ဆောလုကဘယင်ဘိတ်တိတ်ဖွင့်တော့ဖြစ်လာတာသူတို့မိကလေးအကြောင်းကိုတခုမှမဟာဒီဘူးနော်ဒီပြဿနာဖြေရှင်းဖို့ရန်အတွက်ဘုရားလူစီတွားလိုက်တာဘုရားလူစီရောက်လာတဲ့အခါမှာသူတို့ရှာတဲ့ပြဿနာကအတိအကမလာတော့ဘဲနဲ့သူတို့ဘာလူတလဲသူတို့ဘာအတွက်ဘုရားလူတော်ရှိလဲဆိုတာအရင်လာတာဖြစ်တယ်ဟာလေလုယာသဘောပေါက်တယ်မလားဒီကျမ်းစာထဲမှာကြည့်တဲ့အခါမှာလေဒီဆောလုကသူ့ကျွန်နဲ့ဘုရားလူစီလာတာကဘယံပြဖို့လာတာမဟုတ်ဘူးပျောက်နေတဲ့မိကလေးကိုရှာဖို့ရန်အတွက်လာတာခင်ဗျားဒီနေရာလာတာကဘာလို့ဖို့လဲချီမုံကူကွယ်ချင်းတော့ပျော်မွေ့လို့လာတာဒါပေမဲ့ဘုရားသခင်ကခင်ဗျားမြင်တာဘာလူလဲဆိုခင်ဗျားလူတမျှအားလုံးကိုဘုရားမြင်တာဖြစ်တယ်ဟာလေလုယာအဲ့ဒါနဲ့ရှမွေလကဟေးလာခဲ့အကောင်ဆုံး2 ရက် 3 ရက်လောက်တော့တယ်မှာကျင်လည်တဲ့ဒီတခင်နဲ့ဂျုံကိုတခါတဲ့အကောင်ဆုံးသူစပူမှုခေါ်တယ်တဲ့ရှမွေလကဘာပြောလဲငါမနေ့ကအကောင်ဆုံးအသားတွေကိုဖေရှားခိုက်ထားတဲ့ဟာဒီနော် special ထားတဲ့ခိုက်ထားတဲ့ဟာဒီတွားယူပြီးတော့ချက်ဒီမှာစားမဲ့လူကလာပြီအကောင်ဆုံးအစားတောက်နဲ့သူ့ကိုကျွေးမွေးတယ်ပြီးတဲ့အခါမှာသူ့ပေါ်မှာစီလုံးပြီးတော့သူတခါမှအိမ်မက်တော့မမဲ့ဘူးတဲ့ယာထုတခုပေးဖို့ရန်အတွက်စီလုံးပြီးတော့ဘိတ်တိတ်လိုက်တယ်အဲ့ဒါကဣ
Itila Tananga Long, oh, show me, Bayan Apine, oh, Bete Chinkalida Pide. No, Payai go Shabiro, Payalu go Shabiro, Payane, Nisan me Niago, Laisha, Chila Lambiro, Lare, Solo Atetaka, a Chepianle, Chin the people and Chilam Pilada Pide. Hallelujah. Itila Lumidigale, Tugu Bayangu, Tongjade, Guro, Shamuila. Narugo Bayan Biba, Bayan to Low Shabiba, Sudon Bima, Bayargan, Tong Biba. Tonida. Damime, Soluga, Tuchungus Rabiobino. Hey, Naro, Payalu Simantoyo. Sombia Chechade Hama Payargena, Chichin Tulu, Provedo Sagabiore. Nga Zui Gaude, Itila Simbi, Yaula Leme. De Luga to Sideniama, Payalu Si Toapuyanton. Sombia Chet like Chalaidago, Bayenia, Profenia Yaude Hama. Payarkin Zui Gaude Simbi and Pilara Vide. Hallelujah. And I don't know Payago Shabu Yando, Sha Tuide Hama, Payasima Basile Sudo, Lutamia at Kong. Songto Shida Vide. Hallelujah. Payasima a Songto, Lutamia along Payasima Shida Vide. And I don't know Payangago Shado, Turi, Tuile Mede, Nago Shabare. Nga kusiba nga sila keba payarga changing chansa de matono kora pide babilo le tu sima gongsi da pide all in one pide hallelujah totally all in one pide ana to chanso no ameran bioda di ma sia Joseph Swin no to atet jibi tu atet lau sen chono do sen karembo ma le ni lau min la mati bu no da be tu nanai ma a ching to khu si nanai la dong nai la sia Nanai ma Duro Kayim Piajama, Piasi Kure. So no swing to Pimpa Mawe. Pimpansia Bulare di ma. Tu Sagabio Hain, Nai what the Nanai Lau. Non stop to Bionide. Babilo le. Payarkin Uchida. Payarkin Siare Niama Bagong Gisiles or to Gongona lady. And at the Jamane Tona Laus and no Sabure. Jansama Batula. Eddie Priago Share Niama Side Gong Jiming Laria. Tu Atema Sinida. Hallelujah. Soluga Priago Shabu and Duet. Shao Lare Hama. Tuma Balule. Priaga Tuto Balu Sile. Ba Jensi Sile Sura. Long Pimio Puyan to Pilara Pide. Hallelujah. Bete Chindi Alon Pire Hama. Piandobu and Dutch Samuelaga, Joshua, Solo ne, Joshua, Solo ne, Tujongo, Laipuine, Ensi de Ganama, Soluga, Naro Shere, Mima Gabe, and Migaliga Be, Yautoales, T the Lalo Biorehama, Samuelaga Babiole, Kemiado Diu Malaki and Grea, Mia in Yaubito Avide. Kemiado Share, Miga, Shasamaludo Wood, Mia Pe in Yauto Avide. Tu pro siane piatnaga tu ro a pembang hambiro suesia malubene chichi yau dora vide kemia ba piatna to payadikin si yau la de lesura ajima chibu payadikin si ta a yau la ke lai ba kemia piatnaga bisen bi ta bi me lu ade ayat khulonga dima sisin lama vide hallelujah payadikin go sianchi atenta sura era vide Is itila simbayen, Judah simbayen, Amon simbayen ga, Alon bien tombanga, Suwela biro, Mop taipuyan dos chite lare. Cornelo sita dine slan show lare hama. Ji sare, Asanta do Doma sire, Ji masivo, Ji piao de hama. Ah, these yet to belulomle. Edane Sitadi along ne itila simbi in Kureka Babioleso. Ngado Payada Kinga. Sit song Puyan doing Ngado Diniao, a pimpanka biro la puda pide. Moba dieletima Ngarogo Achin lo yaut Dinia puda pide. Babilole, Zimasido, Ngaro Macona Masido. Below Mia Mia Zonodoma. She and I below be Miamia to Noroma Konamasido.
သူတို့အလွယ်တကူလာပြီးတော့တိုက်ကြုံနဲ့ကျွန်တော်တို့အနိုင်ရသွားလိမ့်မယ်အဲ့ဒီအချိန်မှာဖယားနဲ့နီးစပူနီးဆက်လာတဲ့ဇောဆဖက်ကဟေးဒီနာတော့ဝိုင်းမှာဖယားနဲ့စကားပြောလို့ရအောင်ဖယားလူပဲမှာရှိတယ်လေဆိုလိုက်ရှာလာတယ်ရှာတဲ့ခါမှာလူသူငယ်သားတယောက်ကဒီနာမှာဂျောဆဖအဲလီဆာဖယားရဲ့လူအဲလီဆာဒီနာမှာရှိတယ်ဆိုတာကျွန်တော်တို့ကြားတယ်ဆိုပြရတာအရာအားလုံးကိုထားခဲ့ပြီးတော့ဘယင်၃ပါးကအဲ့ဒီဖယားလူအဲလီဆာစီမှာသူတို့လာတယ်ရောက်လာတဲ့ခါမှာအဲလီဆာကအဲ့ဒီအီသေလရှင်ဘယင်ကိုတွေ့တဲ့ခါမှာမင်းငါစီပါလို့တာလေမင်းဖြေရနေစပြီးတော့ငါ့ကိုစန့်ကျင်တယ်လို့ဆိုပြီးတော့တကားတဲ့သူ့ကိုကျင်းဆဲလိုက်တာဒါပေမဲ့ဖယားလူဂျောဆဖက်တီစီပါလာတဲ့ခါမှာခင်မယားမျက်နှာကြောင်းခင်မယားတို့ငါလက်ခံမယ်ဖယားကိုချစ်တဲ့လူတယောက်ကြောင့်သူတို့အလက်ခံသွားတာဖြစ်တယ်လက်ခံလာတဲ့ခါမှာသူကဆုတောင်းပေးလာတဲ့ခါမှာခင်မယားတို့ပြန်သွားရင်လူအပ်တာဒီအားလုံးဖယားတခင်ပြန်ဆင်ပေးလိမ့်မယ်ဆိုပြန်လာတဲ့ခါမှာတညတဲ့နဲ့သူတို့ရှိတဲ့နေရာမှာရီအပိရှင်သွားတာဖြစ်တယ်မနေ့ထားတဲ့ခါမှာရီနဲ့သူတို့လူအပ်တဲ့ရီကိုအားလုံးသူတို့ဝါလန်ဆိုတာတောက်တွေဒါမကပဲနဲ့သူတို့မှာစူပီနေအောင်ဘုရားသခင်ကောင်းချီးပေးတယ်အဲ့ဒီကနေလာတဲ့ကောင်းချီးကပါလေအဲ့ဒီစီးဆင်းသွားတဲ့ဂျီသူတို့ဘုရားသခင်ပေးတဲ့ဂျီကယန်တုနာစီးဆင်းသွားတဲ့ခါမှာအဲ့ဒီဂျီကတွေးဖြစ်သွားတယ်တွေးဖြစ်တဲ့ခါမှာယန်တုတွေကိုဘယ်လိုအထင်တင်ကြည့်ပြီးတဲ့ဆိုတော့ယန်သူတွေကအိုးငါတို့ကိုတိုက်ဖို့ရန်တော့လာတဲ့ဘယင်၃ပါးကသူတို့အချင်းချင်းတိုက်ပြီးတော့တီးကြည့်ကုန်ပြီတွေးပြီးဖြစ်ကုန်ပြီတွားပြီးတော့ငါတို့ပစ္စည်းတွားသိမ်းရအောင်ဆိုပြီးတော့ထွက်လာရင်းနဲ့အဲ့မှာသူတို့တွေကဂျီအဝလန်ဆိုတော့တဲ့စားပြီးခေါနာပြနေတဲ့ချိန်ဆိုတော့တခါတည်းအတန်လေးနဲ့ယန်သူကိုတိုက်ပြီးတော့အနိုင်ယူသွားတယ်နိုင်ယူသွားပြီးတော့ယန်သူမှာရှိတဲ့ပစ္စည်းတွေအားလုံးချမ်းသာကြွယ်ဝမှုတွေအားလုံးတိမ်3ရက်လုံးတိမ်တယ်လို့ပြောတယ်နော်3ရက်လုံးသူတို့အဲ့ဒီပစ္စည်းတွေကိုတိမ်ပြီးတော့ကောင်းကြီးမင်္ဂလာမြုံမြတ်စွာနဲ့ပြန်လာတယ်ဖယားစီမှာဖယားလူစီမှာသူတို့သွားတာပါလေရီပြဒနာပဲဖြစ်တယ်ဒါပေမဲ့ရတဲ့လီဇောက်ကပါလေရီတာမဟုတ်ဘူးရှင်းနိုင်ခြင်းအောင်မြင်ခြင်းကြွယ်ဝခြင်းနဲ့သူတို့ပြန်သွားတာဖြစ်တယ်ဟာလေလုယာဖယားကိုရှာတဲ့အခါမှာဘာအကြောင်းနဲ့ဖယားကိုရှာတယ်လေဥပမာဂေါင်းကိုက်လို့ဖယားကိုတွားရှာပြီးတော့ဖယားမျက်နှာဖယားရဲ့ the present ဖယားရဲ့မျက်မှောက်တော်တွားတယ်ဖယားကိုရှစ်ခိုးတယ်ကိုးကွယ်တယ်ဖယားကိုရှာတယ်ဆိုရင်ဂေါင်းကိုက်တဲ့ပြဿနာမဟုတ်ဘဲနဲ့ဂေါင်းကိုက်တဲ့ပြဿနာတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီခန္ဓာတစ်ခုလုံးလိုအပ်တဲ့ကောင်းချီးမင်္ဂလာနဲ့ပြန်တွဲရတော့ခွင့်ပေးတဲ့ဖယားဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ကိုးကွယ်တဲ့ဖယားတခင်ကငါ့ကိုရှာပါတဲ့ဒါမဲ့သူကိုယ်တိုင်ထပ်ပြောတယ်ငါ့ကိုရှာလျင်တွေ့မယ်တဲ့ဟာလေလုယာငါပုံထားတယ်ဘယ်တော့မှမတွေ့ဘူးလို့မပြောဘူးနော်ငါ့ကိုရှာရင်ငါ့ကိုတွေ့လိမ့်မယ်တဲ့အဓိကကျွန်တော်တို့နှလုံးသားထဲမှာသူ့ကိုရှာခြင်းနဲ့နှလုံးသားပိုင်ဆိုင်ဖို့ရန်အတွက်ပဲလိုအပ်တာဖြစ်တယ်ဟာလေလုယာဘုရားသခင်ကိုစာငတ်တော့ရှာခြင်းတော့တွေ့ခြင်းတော့နှလုံးသားဆန္ဒရှိဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်ကျွန်တော်တို့ဒီနာတွေမှာမြန်မာလူမျိုးဒီခရစ်ယာန်ဒီကျွန်တော်တို့လူတွေအများကြီးပဲရှိတယ်သူတို့ဒီကျွန်တော်တို့လူပဲကျွန်တော်တို့ကမနေ့ပိုင်းဘုရားကျောင်းမတွက်လို့ဒီနေရာလာတာမဟုတ်ဘူးသူတို့လူပဲကျွန်တော်တို့ဘုရားကျောင်းတက်တာဒါပေမဲ့ဒီနေရာရောက်လာတဲ့သူတွေကဘာဖြစ်လို့ကျွန်တော်တို့ဒီဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့စာငတ်တော်နှလုံးသားရှိတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဟာလေလုယာဘုရားကိုရှာတဲ့အခါမှာအဲ့ဒီထဲမှာရှိတဲ့ကောင်းချီးမင်္ဂလာခင်ဗျာကျွန်တော်အတွက်ဒီတာမကဘူးဆွေမျိုး generation အထက်အတွက်လူအပ်တဲ့ကောင်းချီးမင်္ဂလာတို့မှာရှိတာဖြစ်တယ်ရာဟပ်ကပိတ္တစာမဖြစ်တယ်ဣသရေလလူမျိုးတွေလာပြီးငါတို့ရှစ်တိုက်တော့မယ်ဆိုတာသူတို့တရင်ဒီအလုံးကြားပြီးပြီဒါပေမဲ့ဘယ်လိုလာမလဲသူတို့မသိဘူးတဆူနေယောက်ကသူ့အိမ်ထဲဝင်လာတဲ့အခါမှာချစ်ချင်းမဲ့သူကဣသရေလလူမျိုးတွေဆိုတာသူသိလာတယ်ငါတို့မင်းတို့ဖျားအတူပါရှိတယ်ဆိုငါတို့သိတယ်တဲ့
ဖယားတခင်ကလည်းအတူပါရှိပြီးတော့ကောင်းချီးပြီးတယ်ဆိုငါတို့လည်းတည်တယ်တဲ့အဲ့တော့သူကျန်ခင်ဗျားတို့ကိုကြောက်လို့ဒီမှာတုံနေပြီတဲ့ငါကိုချိန်ပါတဲ့ဒီနေရာဖယားတခင်ပြီးတဲ့ခါမှာတဲ့ငါတို့ဆိုရင်ငါဆိုရင်လေငါရွာဒီပါဒီတိုက်မဲ့လူလာလို့ရှင်ခင်ဗျားတို့လာတာနော်ငါဆိုဘယ်တော့မှမရစီရဘူးလို့ကျွန်တော်ချိန်ပြောကောင်းပြောမိလိမ့်မယ်သူကိုယ်တိုင်ပါပြောလေခင်ဗျားဖယားတခင်နဲ့အတူပါရှိတဲ့အတွက်ကြောင့်ဒီနေရာဖယားတခင်တနည်းပြီးလိမ့်မယ်အဲ့ဒီချက်ငါ့ကိုမမေ့ဘူးရန်တော့ချိန်ပါဆိုပြီးတော့သူချိန်ခိုင်းတာအဲ့ဒါနဲ့တဆူနေယောက်ကဟုတ်ပြီဒါဆိုရင်ခင်ဗျားရဲ့ပရင်ပေါ်ကနေဒီကျိုးနေကိုဆွဲချပါဒီကျိုးနေစီရတာနဲ့ဒီအင်ထဲဝင်ပြီးတော့ခင်ဗျားတို့အနှုတ်ရှက်ပြီးတဲ့တတ်ဖြစ်တဲ့ဆိုရင်အဲ့ဒီအပြစ်ကိုငါတို့ပေါ်မှာတေးရောက်စီဒါပေမဲ့ခင်ဗျားကမိတော်လို့ပဲပြီးဒီကျိုးနေပြုတ်ကြလို့ပဲပြီးမရှိဘူးဆိုရင်ခင်ဗျားတို့တည်တယ်ဆိုရင်အဲ့ဒီတည်ချင်းနဲ့ငါတို့ကင်းလို့စီအဲ့ဒါနဲ့တိုက်လာတဲ့ခါမှာချစ်ချင်းပဲဘုရားသခင်ကသူတို့ကိုဣသေလလိုမျိုးအတူချုံနဲ့ပြောမယ်ဆိုရင်ဇေရီကုတ်တစ်မျိုးလုံးကိုပြေးတယ်အဲ့ဒါနဲ့မချင်ဘူးရာဟပ်ကဣသေလလိုမျိုးဒီနဲ့တွေးတသားထဲဖြစ်အောင်သူကလိုက်လာတယ်လိုက်လာတဲ့ခါမှာဣသေလလိုမျိုးနဲ့လက်ထမ်းပြီးတော့အဲ့ဒီထဲမှာပျော်မွေ့လာတဲ့ခါမှာပိတ္တမအယုတ်ငင်းဆုံးတော့အငိပတ်ဆုံးတော့ဘဝကိုပိုင်ဆိုင်တော့ရာဟပ်ကရှင်ဘုရင်ဒါဝိဒ်တခင်ယေရှုမွေးဖွားနဲ့မဲ့မိခင်ကောင်းတရားအဖြစ်ဘဝကိုပြောင်းလဲသွားတာဖြစ်တယ်။ဘုရားသခင်ကိုစာငတ်ပြီးတော့သူ့ကိုချင်းကတ်တော်သူတိုင်းအသက်တာမှာပြောင်းလဲမှုဆိုတာရှိတာဖြစ်တယ်။ခင်ဗျားဘယ်လောက်အပြစ်ရှိတယ်လဲဆိုတာဘုရားသခင်ကစိတ်မဝင်စားဘူးအခုချိန်မှာခင်ဗျားနှလုံးတကောက်ကိုဖွင့်ပြီးတော့ဘုရားသခင်စီလာသလားမလာဘူးလားအဲ့ဒါပဲစိတ်ဝင်စားတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့လူတွေရလို့ဟာဒီလူကလာတယ်ဆိုတော့အရင်တော့ကဘာလုပ်ခဲ့လဲဘယ်လိုပြီးခဲ့တယ်ဘာလူမျိုးလဲဘယ်လိုပြီးနော်အမျိုးမျိုးဘုရားသခင်ကတော့နောက်ချမ်းသာစွာဒီစိတ်ဝင်စားဘူးအခုချိန်မှာခင်ဗျားချင်းကနှလုံးသားနဲ့ဘုရားကိုချီးကမ်းသလားဘုရားကိုရှာသလားမရှာဘူးလားအဲ့ဒါပဲဘုရားသခင်စိတ်ဝင်စားတာဖြစ်တယ်ဟာလေလုယာအဲ့တော့ကြောင့်ကျွန်တော်တို့ဘုရားသခင်ကိုလိုက်ရှာတဲ့အခါမှာရှာတွေ့ရှိတော့ဘုရားဖြစ်တယ်တွေ့တဲ့အခါမှာလူတမျှကောင်းခြင်းနဲ့ရစ်ပတ်ခြင်းတော့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့တော့ကြောင့်ဆောလို့ကျွန်တော်တို့ခုနဓမ္မစာဆုံးပထမဆုံးအခန်းကြီး9ထဲမှာဆောလို့နဲ့သူ့ရဲ့တပည့်ရှမွေလစီမဘုရားကိုမြည်ဖို့ရတော့ရောက်လာတဲ့လူကသူတို့မိကလေးပြန်ရှာတွေ့ဒီတာမကပဲနဲ့သူရှင်ဘယင်တဘာဖြစ်လာအောင်ဘိတ်တိတ်ခံတဲ့နေရာဖြစ်သွားတာဖြစ်တယ်ဟာလေလုယာခင်ဗျာဒီနေရာလာချင်းအပြင်ဘုရားကိုရှာချင်းအပြင်ဘုရားအတွက်စာငတ်တော်နှလုံးသားစီပြီးတော့အထံတော်တို့သူဝင်ချင်းနဲ့စေတတ်ဘုရားကိုရှာချင်းတော့စေတတ်ရှိချင်းကခင်ဗျာအသက်တာကိုပြောင်းလဲဖို့ရန်အတွက်ဖြစ်လာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့လောကအရာတွေကျွန်တော်တို့အာယုံစိုက်ကြည့်လိုက်ဘယ်တော့မှစိတ်ချမ်းသာတယ်ဆိုတာမရှိဘူးကျွန်တော်ဒီတနည်းသွားတဲ့ခါမှာတရင်တစ်ခုကြားတယ်ကနေဒါမှာရှိတယ်ကျွန်တော်တို့ချင်းလူမျိုးအမကြီးတယောက်ကတဲ့သူ့ယောက်ျားဖောက်ပြန်တဲ့ခါမှာမျောလင်းချက်မရှိတော့လို့ဒီအစိတ်ကြီးကိုတောက်ပြီးတော့တဲ့သူ့မှာသားလေးတယောက်ရှိတာသူ့သားကိုလည်းတောက်ခိုင်းပြီးတော့နေစလုံးအတီခံသွားတယ်ဆိုပြီးတော့ကျွန်တော်ကြားတာဖြစ်တယ်လောကကိုအာယုံစိုက်ပြီးတော့ဒီဘယ်လိုပြောလဲကျွန်တော်တို့ attention ပေးတယ်ဆိုရင်လောကယုကိုတော့အာယုံစိုက်တဲ့နှလုံးကိုပေးတယ်ဆိုရင်ဒီလောကထဲမှာလာတဲ့အရာတွေကကိုလွဲမိုးလာတဲ့အခါမှာ depression တွေစိတ်ညစ်စရာတွေကြည်ကွဲစရာအတန်တွေပဲလာတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်စီကနေလာတဲ့အတန်ကဘယ်တော့အခါမှကြည်ကွဲတဲ့အတန် broken heart တွေ broken voice တွေဘယ်တော့မှမလာဘူးဘုရားသခင်စီကနေအတန်ကကျွန်တော်တို့ခေါ်နာဖြစ်စီတဲ့အတန်တွေပဲလာတာဖြစ်တယ်ဟာလေလုယာခင်ဗျအရင်တော့ကဘလို့အသက်တာမျိုးပိုင်ဆိုင်လဲဆိုတာဘုရားသခင်လုံးဝစိတ်မဝင်စားဘူးအမျိုးသမီးတယောက်လူတယောက်နဲ့ပြစ်မှားနေတဲ့အချိန်မှာချင်းမဲ့ဘသူမှကန်းကွက်လို့မရတော့ဘသူမှဘီရှယ်လို့မရအောင်အဲ့ဒီအမျိုးသမီးကိုဖမ်းလာပြီးတော့သခင်ယေရှုစီခေါ်လာတာကိုတော့ဒီလူကအမျိုးသားတယောက်နဲ့
ဖောက်ပြန်နေတော့မှဖမ်းလာပြီးတော့ဆွဲခေါ်တာမောရှိပြင်းငယ်ကျမ်းထဲမှာဒီလိုမျိုးအခြေအနေကိုကြုံတွေ့တဲ့လူတယောက်ကကြောက်ကဲကိုကြိုက်ပြီးတော့ပြုတ်ပစ်တတ်ဖို့ရန်အတွက်မောရှိပြင်းငယ်ကျမ်းထဲမှာရေးထားပါတယ်ကိုတော့အနေနဲ့ဘယ်လိုတရားစီရင်မလဲနော်သခင်ယေရှုကိုသူတို့အပြစ်တင်ချင်တာအဲ့ရောက်လာတဲ့အခါမှာသခင်ယေရှုကထိုင်ပြီးတော့မိကြီးကိုသူ့လက်နဲ့တုပ်တယ်တဲ့ပုံဆွဲတယ်လို့ဆွဲအဲ့ဒါနဲ့ဒါဆွေလို့သူအပြစ်ရှိတယ်ဟုတ်ပါတယ်လို့ခင်ဗျားတို့ထဲမှာအပြစ်လုံးဝမရှိဘူးတခါမှအပြစ်မလုပ်ဘူးဆိုတဲ့လူကအရင်ဦးဆုံးကြောက်ခဲနဲ့ပစ်လိုက်ပါဆိုပြီးတော့မတားဘူးနော်ပစ်ခိုင်းတာချစ်ချင်းပဲကိုရောရဲ့အတန်ကိုကြားတဲ့အခါမှာသူတို့အပြစ်ကိုသူတို့အောက်မိကြပြီးတော့တယောက်မှမပြည့်ရဲပဲနဲ့အားလုံးလစ်သွားတယ်ပြန်လဲကြည့်တဲ့အခါအမျိုးသမီးအပြစ်နဲ့ယေရှုခရစ်နားကိုရောက်လာတဲ့အမျိုးသမီးတယောက်တည်းပဲကြံတော့တာသူတွေ့တဲ့အခါမှာဘယ်သူမှခင်ဗျားကိုတရားမရှိရင်မလားကိုတော့တယောက်မှတရားမရှိရင်မို့ဒါဆိုရင်ငါလည်းတရားမရှိရင်မို့တဲ့နောက်တခါအပြစ်မလုံးနဲ့တော့သွားလော့မြောက်ချင်းလုံးဝ 100% ပြတာဖြစ်တယ် 10% တော့မဟုတ်ဘူးနော်သူအမျိုးသမီးတော့ 10% ဆိုရင်အရန်ထိုက်တန်လွန်းနေဒါပေမဲ့ယေရှုနာရောက်တဲ့အခါမှာ 100% freedom ပြီးလိုက်တာဖြစ်တယ်ငါလည်းခင်ဗျားရဲ့အပြစ်ကိုတရားမရှိရင်ဘူးတဲ့ तू အပြစ်တွေအရင်တော့လောက်ခဲတဲ့အရာတွေ तू လုံးဝကြည့်မဆိုင်ဘူးရောက်တဲ့အချိန်ကနေစပြီးတော့အနာဂတ်ကိုပဲစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအနာဂတ်မှာခင်ဗျားကောင်းစားဖို့ရန်အတွက်ပဲစိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်အနာဂတ်မှာခင်ဗျားကြာဆုံးဖို့ရန်အတွက်လည်းစိတ်မဝင်စားဘူးနော် तू ဒီနေရာနေ तू အချီရင်ကိုရောက်တဲ့အချိန်ကနေစပြီးတော့အနာဂတ်မှာကောင်းစားခြင်းတို့တက်လမ်းဖို့ရတော့ဘုရားတခင်စိတ်ဝင်စားတဲ့ဘုရားဖြစ်တယ်ဟာလေလုယာအဲ့ဒါတော့ကြောင့်ကျွန်တော်တို့အသက်တာမှာသူ့ကိုရှာရအောင်ရှာတော့နှလုံးသားသူ့ကိုစာငတ်တော့နှလုံးသားအပြည့်ရှိအောင်ဟာလေလုယာသူနဲ့သာသွားတယ်ဆိုရင်ဘုရားသခင်သာတွေ့လို့ရှိရင်ကျွန်တော်အရာရာအလုံးပြောင်းလဲသွားမယ်ဆောလုကဘုရားတွေ့တာတော့မဟုတ်ဘူးနော်ဘုရားလူပရောဖက်နဲ့သွားတွေ့တာဘဝပြောင်းသွားတယ်ဒီနေ့မှာဘုရားသခင်ကသူကိုယ်တည်းကျွန်တော်တို့ခေါ်တာဖြစ်တယ်။သူနဲ့သာတွေ့ကြည့်လိုက်ဘဝပြောင်းပြန်လာသွားမှာဖြစ်တယ်။ဟာလေလုယာရှင်ရဲ့ချစ်ဆိုတာဘယ်မှာရှိတယ်လဲဆိုတာလိုက်ရှယ်ရောက်လောက်ရောက်အောင်ဘုရားသခင်ကောင်းချီးပြီးလာမှာဖြစ်တယ်။ကျမ်းမာရေးမကောင်းဘူးလား။ကျမ်းမာရေးချိုးတဲ့အသက်တာဆိုတာဘယ်နားမှာကြံခဲ့လဲဆိုတာပြန်လက်ကြည့်လောက်အောင်ဘုရားသခင်ကောင်းချီးပြီးမှာဖြစ်တယ်။ဟာလေလုယာဘဝကိုပြောင်းလဲစီခြင်းတော့ဘုရားဖြစ်တယ်။သူနဲ့သာတွေ့လို့ရှင်အရာအလုံးပြောင်းလဲသွားမှာဖြစ်တယ်ဟာလေလုယာဘုရားသခင်ချင်းကတော့သူတိုက်ကပြဿနာတစ်ခုခုနဲ့ချင်းကတော့သူတိုက်ဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ဖြေရှင်းတဲ့အခါမှာချင်းကချင်းပြဿနာတစ်ခုတည်းဖြေရှင်းမပြီးတဲ့ဘုရားဖြစ်တယ်လူတမျှနဲ့ပြန်လဲခိုင်းတော့ဘုရားဖြစ်တယ်ဟာလေလုယာဒီမောဆုမဆိုရင်သူ့သားနဲ့တင်းခွေပြီးတော့အဲ့ဒီတနတ်စာစားဖို့ရင်တော့မဟုတ်ပဲသူတို့ရှိတာဖြစ်တယ်ဘုရားလူရောက်လာပြီးတော့ဘုရားနဲ့ထိတွေ့တဲ့အခါမှာဒီတနတ်စာကိုစားဖို့ရင်တော့နောက်တနတ်နဲ့မချင်ဘူးနော်တနစ်ပါလုံးအတက်တာအနာဂတ်အတွက်အားလုံးပြီးဆုံးတော့ဘုရားတခင်ပြန်ဆင်ပြီးလိုက်တာဖြစ်တယ်ဟာလေလုယာအဲ့လိုမျိုးကျွန်တော်တို့အသက်တာမှာပြန်ဆင်ပြီးခြင်းနဲ့ဘုရားကျွန်တော်အသက်တာကိုပြောင်းလဲပြီးခြင်းနဲ့ဘုရားဖြစ်တယ်ခင်ဗျာအသက်တာကိုပြောင်းလဲပြီးခြင်းတော့ဘုရားဖြစ်တယ်ကျွန်တော်အသက်တာကိုပြောင်းလဲပြီးခြင်းတော့ဘုရားဖြစ်တယ်ဟာလေလုယာအဓိကလေလောကအရာလောကမှာအသက်ရှင်တဲ့အခါမှာလေကျွန်တော်တို့ကလူစိတ်ဓာတ်ကမရှင်ငါဘလို့လုပ်မလဲငါဒီဟာမလုပ်ရင်ဘလို့လို့အသက်ရှင်မလဲဒီအသွေးတွေကကျွန်တော်တို့ကောင်းချီးမင်္ဂလာကိုပိတ်သွားတယ်နော်ကျွန်တော်တို့တတိမထားမိခင်မှာအဲ့ဒီအသွေးအခေါ်တွေကကျွန်တော်တို့ကောင်းချီးမင်္ဂလာကိုပိတ်သွားတာအလုံးမလုံးပဲနဲ့ထိုင်ပြီးတော့စုသုံးပါလို့တော့မပြောလို့ပါဘူးဒါပေမဲ့အချိန်ရှိခိုင်လုံးလာဆိုင်ပြီးတော့ဘုရားသခင်ကိုဆရာတော်အသက်တာပိုက်ဆိုင်ပွင့်တော်ရောက်စီတိုင်းဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကရှာရင်တွေ့တဲ့ဘုရားဖြစ်တယ်ရှာပြီးတွေ့တဲ့အခါမှာအာရအားလုံးကိုပြောင်းလဲပြီးတော့ဘုရားဖြစ်တယ်
အစိုးတဲ့ကမဟုတ်ဘဲနဲ့အကောင်းတဲ့ပြောင်းလဲပြီးတော့ဖြစ်ဘုရားဖြစ်တယ်နမိတ်လက္ခဏာနဲ့တုံ့ပို့တော့ဘုရားဖြစ်တယ်ဟာလေလုယာသူဘုရားသခင်ကခင်များနဲ့ကျွန်တော်အတွက်အမေရာနိညမပြအချိန်တိုင်းမှာ ready ဖြစ်နေတာဖြစ်တယ်ကျွန်တော်တို့ဘာလုပ်ဖို့လဲစာငတ်စွာနဲ့သူ့ရှာဖို့ပဲဖြစ်တယ်နောက်ဆုံးကျွန်တော်တက်တည်ခံလို့မယ်နော်ကျွန်တော်သူကိုယ်တိုင်ရန်ကုန်မှာတက်တည်ခံတာအဖွားအန်ဒီကြီးတယောက်ကကျွန်တော်စီမာတဲ့အိမ်ရှိရခရိယာအိမ်ရှိတယ်တဲ့ကျွန်တော်ဘုရားဖြစ်တယ်တဲ့အဲ့ဒီခရိယာအိမ်ကတဲ့ကျွန်မကိုလာခေါ်တယ်ဘုရားကျောင်းသွားရအောင်ဆိုပြီးတော့ယေရှုခရစ်အကြောင်းကိုလာပြောတယ်တဲ့လုံးဝမခံချင်ဘူးတဲ့ဒီခရိယာနေကကွာလက်တဆုပ်စားလောက်ပဲရှိတယ်ငါတို့လာပြီးတော့နှုတ်ဆက်တယ်ဆိုတော့ဒါပေမဲ့ तू ကထမင်းဒီဘယ်လိုပြောမလဲအစေမပြေဘူးဒီထမင်းဒီလူတဲ့အချိန်တိုင်းမှာကလေးလည်းအများကြီးမွေးတယ်သူ့ယောက်ျားကလည်းမလေးရှားထွက်တာ6နှစ်လောက်ရှိပြီတည်းမရဘူးအဆက်တွေပြတ်သွားတယ်သူကလေး6ယောက်တောင်နဲ့သူကြံခဲ့တယ်ဒီကလေးတွေစားဖို့ရင်သူလုံးပန်းရတယ်တခါတလေချင်းအစားတောက်တွေကမလောက်တဲ့အခါမှာအဲ့ဒီသူအမြင်ကတဲ့ခရီးအိမ်မှာသွားပြီးတော့သွားတောင်းတယ်တဲ့သွားချီတယ်တဲ့စံတပီနှစ်ပီလောက်ချီပါအောင်ဆိုတာစံတပီလောက်ချီတဲ့ကသူတို့ပြီးရှာတယ်တဲ့ပြီးတဲ့အခါမှာယေရှုခရစ်ခင်မြောက်ချစ်တယ်နော်အန်ဒီကျွန်တော်ဘုရားကြောင့်လိုက်ဘယ်တော့လိုက်လာလဲဆိုတာအမြဲတမ်းပြောတော့အရင်စိတ်မရှိဘူးတဲ့တနေ့တော့ကြောင်းဖွင့်လာတော့မယ်ကလေးတွေအတွက်ကြောင်းစရိတ်ဒီအစားတောက်တဲ့အတွက်အိုးဘာမှကြံစီလို့မရတဲ့ဘိုက်ပြက်လုံးဝအကြံစီပြတ်တဲ့အချိန်တစ်ခုရောက်လာတယ်တဲ့အဲ့ဒီအချိန်မှာအိမ်ဘီနာလူရှိမှသွားပြီးတော့ဟေးအနီဆန်ပိုက်ဆံလေးချီးပြပါဦးလို့ပြောတဲ့အခါမှာသူကပိုက်ဆံတော့မရှိဘူးလို့ဒါပေမဲ့ယေရှုခရစ်ကိုဆုတောင်းလိုက်သူပြေးမှာပါဆိုပြီးတော့ပြန်လဲခိုင်းတယ်တဲ့ခံပြီးနေလုံးဝဒါပေမဲ့တချမ်းကြံဖို့ရတော့အကြံစီတစ်ခုမှမရှိတော့တဲ့အခါမှာဆုတောင်းဖို့ရတော့လည်းရှက်တယ်တဲ့ညတခေါင်းမှာသူတို့အိပ်ပြီးဆိုတဲ့အခါမှာသူအိမ်ကောင်းမှုပေါ်တဲ့တော့ပြောအိမ်ကောင်းမှုပွားနေဆုတောင်းနေတယ်အင်းရှိကအဖွားကြီးခဏပြောတယ်ယေရှုဆိုတဲ့ဘုရားကအသက်ရှင်နေဆိုရင်တမီးကိုငေပါအစတောက်လိုအပ်တယ်ကျောင်းကလေးတွေကျောင်းတော်ဖို့ရင်တော့လည်းငွေလိုအပ်တယ်ပြီးတယ်ဆိုရင်ခရိယံဖြစ်မယ်ဆိုပြီးတော့စင်ခေါ်လိုက်တာတဲ့အဲ့ဒါနဲ့မနေ့ပြန်ကျတော့မနေ့ထားတဲ့ခါမှာ7နိုင်လောက်မှာသူကဂျန်ကုန်အဲ့ဒီချင်းတော့အင်ဖုန်းလမ်းဖုန်းဒီလမ်းဘီဖုန်းကခေါ်တယ်အေးဥပမာသူကမဖြူဆိုမဖြူဖုန်းလာတယ်ဆိုတယောက်မှလည်းကျွန်မကိုဖုန်းဆက်ဖို့ရန်တော့မရှိဘူးလေနောက်ဒါပဲဖြစ်မယ်ဆိုပြီးတော့တိတ်မယုံဘူးလေနောက်တစ်ခါပြန်လာခေါ်တယ်တဲ့မဖြူဖုန်းမကြိုက်သေးဘူးလားလို့လာခေါ်တော့မယုံတယုံနဲ့ဖုန်းသွားကြိုက်လိုက်တာတဲ့6နှစ်9နှစ်လောက်ပျောက်သွားတဲ့ကျွန်မယောက်ျားကဖုန်းခေါ်တယ်တဲ့你讲个真嘛假的啦ဆက်သွယ်ဖို့ရတဲ့ဖုန်းလိပ်စာတွေအားလုံးပျောက်သွားလို့စိတ်မဆက်သွယ်ဖြစ်လိုက်တာအင်ဘီနာလူတယောက်နဲ့တွေ့လို့ဒီဖုန်းနံပါတ်ကိုရလို့လာဆက်သွယ်တာဖြစ်တယ်တဲ့ပိုက်ဆံစေတင်ပူတယ်တဲ့ခင်ဗျားတို့အစားတော့တွေ့လို့တာလို့ဖို့ရတဲ့စာတင်ပူထားတယ်တဲ့မကြခင်မှာငါပြန်လာမယ်ငါကောင်းချီးခံစားတယ်ချစ်ချင်းမဲ့ယောက်ျားစီကနေသူတရင်ကောင်းကြတယ်သူလိုအပ်တဲ့ပိုက်ဆံဒီရတာမဟုတ်ပဲရတာဒါမကဘူးပျောက်သွားတဲ့သူ့ယောက်ျားမှပြန်ရတယ်အင်လဲအတိပြန်လဲရတယ်တိုင်းနဲ့ဘာနဲ့ဖြစ်သွားပြီးတော့အဆင်ပြေပြီးတော့တခါတည်းသူဂရိပေးထားတဲ့အတိုင်းခရိယန်ဖြစ်လာပြီးတော့အသင်းတော်မှာသူတက်တည်လာခံတာဖြစ်တယ်ပြောချင်တာကကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကဘလူအခြေအနေမျိုးနဲ့ပဲဖြစ်သူ့ကိုချင်းကပ်တော်သူတဲ့အတွက် ready ဖြစ်တဲ့ဘုရားဖြစ်တယ် hallelujah သူ့ကိုခေါ်ပါထိုးလေဘုရားဖြစ်တယ် hallelujah အဲ့တော့ကြောင့်တွဲရမယ့်နေရာလောက်ရမယ့်အရာတွေကျွန်တော်တို့မသိဘူးကိုတော့လမ်းပြပြပါစက်ကရအောင်ကျွန်တော်တို့တချင်းစုရအောင်ဒါနာလောင်းဟျောဆုမတော်အောင်လိုက်လားတွဲထုံးငယ်နန်ဝဲရအောင်ကိုတော်မရှိရင်ဆိုတဲ့တခြင်းနဲ့ကျွန်တော်တို့ဂုဏ်တော်ချီးမွမ်းပြီးတော့အသက်တာဆက်ကရအောင်နော်ဆက်ကရအောင်ဆုတောင်းရအောင်အာမင်
ပြောရမယ်စကားရှိရမယ်နေရာဝိငင်တော်ကိုယ်တော်သွန်သင်ပေးမှုပါလို့ရမယ်အရာတွားရမယ်နေရာဝိငင်တော်ကိုယ်တော်သွန်သင်ပေးမှုပါကိုယ်တော်ရှိတော်နေရာကျွန်တော်ရဲ့နေရာကိုယ်တော်ရှင်သွားမယ်နေရာကျွန်တော်သွားမယ်ကျွန်တော်ဝါမှာကိုယ်တော်ရှိရှိစလုံးမြနိုင်ပါနေရတိုင်းမှာကျွန်တော်ဝါကိုယ်တော်ကြောင့်တရှင်သူပါတော်ရကိုကွယ်နဲ့ကျွန်တော်တရှင်နဲ့နောက်တစ်ခါပြောရမယ်စကားရှိရမယ်နေရာဝိညာဉ်တော်ကိုယ်တော်သွန်သင်ပေးမှုပါလို့ရမယ်အရာသွားရမယ်နေရာဝိညာဉ်တော်ကိုယ်တော်သွန်သင်ပေးမှုပါကိုယ်တော်ရှိတော်နေရာကျွန်တော်ရဲ့နေရာကိုယ်တော်ရှင်သွားတဲ့နေရာကျွန်တော်သွားမယ်ကျွန်တော်ဘဝမှာကိုယ်တော်မရှိရှိစလုံးရနိုင်ပါလေရတိုင်းမှာကျွန်တော်ဘဝဟာကိုယ်တော်ကြောင့်ကျွန်တော်ဘဝဟာကိုယ်တော်ကြောင့်တရှင်သူပါထာဝရကိုယ်ွယ်ရဲ့ကျွန်တော်တရှင်မဲ့ကျွန်တော်ဘဝမှာကျွန်တော်ဘဝမှာကိုယ်တော်မရှိရှိစလုံးမြနိုင်ပါနေရတိုင်းမှာကျွန်တော်ဘဝဟာကိုယ်တော်ကြောင့်တရှင်သူပါထာဝရကိုယ်ွယ်ရဲ့ကျွန်တော်တရှင်မဲ့အသက်စကယောဟာလေလုယာတာရှာလာပါပါပါတရှင်ရဲ့ကိုယ်ရဲ့တရှင်ရဲ့တိုင်းမှာကိုယ်တော်ရဲ့တရှင်ကိုယ်တော်ရဲ့သူရှောက်လို့ချစ်လောကရှာတဲ့ကဲချစ်တယ်အချစ်ွယ်ချစ်တယ်ပြောလည်းချစ်တယ်ကိုယ်တော်ရဲ့ချဲမှာရှာအားလုံးကိုအောင်လွှမ်းနိုင်လို့ရှိပါတယ်အချိန်တိုင်းမှာကိုယ်တော်လာပါမယ်ရှေးလာပါလာပါလာပါရှေးလေရှီရီလာလာလာရှာလာပါအာမင်ကိုယ်တော်စီတော်နီယာကျွန်တော်ရဲ့နေရာကိုယ်တော်ရှင်သွားမယ်နေကျွန်တော်သွားပြီနောက်တစ်ခါကိုယ်တော်ရှိတော်နေရာကျွန်တော်ရဲ့နေရာကိုယ်တော်ရှင်သွားမယ်နေရာကျွန်တော်သွားပြီကျွန်တော်ဘဝမှာကိုယ်တော်မရှိရှိစလုံးမြနိုင်ပါနေရတိုင်းမှာကျွန်တော်ဘဝမှာကိုယ်တော်ကြောင့်တရှင်သူပါထာဝရကိုယ်ွယ်ရဲ့ကျွန်တော်တရှင်မဲ့ထာဝရကိုယ်ွယ်ရဲ့ကျွန်တော်တရှင်မဲ့
ကိုတော်ကျေးဇူးတင်ပါတယ် Amen. အတိတ်တဖန်တသမီများကိုတော်နှုတ်ကပတ်တော်ပြန်စကားပြောတော်ကြောင့်ကျေးဇူးတင်ပါတယ် Hallelujah. ကိုတော်ကိုရှာတော်သူတိုင်းအလ္လာဟ်တအချင်းမဖြစ်စီပဲနဲ့ဘဝကိုအကောင်းဆုံးပြောင်းလဲပြီးတော့ကိုတော်ဖျားတာလင်ဖြစ်တော်ကြောင့်ကျေးဇူးတင်ပါတယ် Amen. ဒီနေ့ဒီနေရာမှာတသမီများကိုတော်ကိုရှာကြပါတယ် Amen. ကိုတော်သားသမီးများရဲ့လူအင်ဆန္ဒတစ်ခုစီတိုင်းကိုဖိစီပြလိုက်ကျမ်းမာဝမ်းမြောက်ပျော်ရွှင်စွာနဲ့အိမ်တို့ပြန်လာရတော့ခွင့်ပေးတော်မူပါ Amen. ကိုတော်နဲ့အမြဲတမ်းနေဆက်တော်သက်တာပိုင်ဆိုင်တော်သူများဖြစ်စီတော်မူပါ Hallelujah. ကိုတော်နဲ့နေ့တိုင်းအသက်ရှင်လိုက်လျှောက်ပြီးတော့ကိုတော်နဲ့အတူတော်တော်ဘဝအသက်တာပိုင်ဆိုင်ဖို့ရတဲ့ရောက်စီတိုင်းကောင်းချီးပြီးတော်မူပါ Amen. ကိုတော်ကိုရှာတော်သူကိုတော်ကိုရှာတွေ့တော့ရောက်စီတိုင်းပြီးဖို့ရတဲ့ကောင်းချီးပြီးတော်မူပါ Amen. ဒီနေ့ service တခုစီတိုင်းစနေဆုံးဒီကိုတော့ပို့ဆောင်တော့ကြောင်းကျေးဇူးတင်ပါတယ်တပတ်တာလုံးတွာလာလို့ရှာမဲ့နေရာတိုင်းမှာကိုတော့သူပါရှိတော်မူပါ Hallelujah. လာမဲ့ပါမှာကိုတော့ဗျာသာသမီမြောက်ကိုအတိတ်တပံစကားပြောလဲအတူပါဆက်ကောင်းချီးပြီးပါမယ်တကြောင်ကျေးဇူးတော်ချီးမွမ်းလျက်ယေရှုနာမ၌ဆုတောင်းလဲအတ္တအားအချိန်တိုင်းအတ္တအားလုံးကိုတော့လက်ထင်နိုင်ယေရှုနာမ၌ဆုတောင်းစကအနာမပါဗျာတခင် Amen. 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 God bless you.